Mako Shimako Kanji nga ange 34 Kuroga le nga tami ten yong tichin ni ten anago ngei sebi ngei wo swa twa lo yoga nei se chin ne kin lo se lo hu main do mu I so ro di champai le a phit di ni chano ro khon a yu ma phit de so ro di ma tu ya ra ba le so ro takhin shu phaya ga ai tami le paw ma ba pyo le so ro tin ye yong chi chin ga tin ye ana ko ngei se bi no so ro takhaw pian pyo min no Yeshu phaya ga ai tami le paw ma ba pyo le so ro ai tami le ga yoga shi de tu ma yoga mya pya shi de kha ja ro ku me tu ha ma shi bu si khan twa le ma tat ta bu sa wan ne twi le ma tat ta bu da me naw song ma Yeshu phaya tu lan ne ma la de achain ne tu de kha ja ro tu ha ma ya ma ka ba laut le Yeshu phaya ne saga pyaw 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 me bo le so ro ai lu na shin le ga ba laut thi dong tu ha ana yoga swai le so ro 25 ma no 10 နှစ်ပတ်လုံးသွေးသွန်နာဆွဲတယ်တဲ့သွေးသွန်နာဆွဲတယ်ဆိုတော့ဘယ်လိုယောဂဖြစ်မလဲနော်10နှစ်ပတ်လုံးသွေးသွန်နာဆွဲတယ်တစ်နှစ်မဟုတ်ဘူး2နှစ်မဟုတ်ဘူး5နှစ်မဟုတ်10နှစ်မဟုတ်10နှစ်နော်12နှစ်ပတ်လုံးသွေးသွန်အနာဆွဲတယ်နော်ဆိုတော့အဲ့ကလေးမလေးကအပြူဖော်ဝင်စလဲဖြစ်ချင်းဖြစ်မှာပေါ့နော်သူအသက်တော့မရီးထားဘူးဒါပေမဲ့သူ့မှာကိုတတ်မဲ့နေရာမရှိဘူးစီယုံစီခန်းလဲမရှိဘူးဆိုတော့သူကသွေးသွန်နာဆွဲနေတယ်ဆိုတော့တရက်ကျတော့ယေရှုဘုရားသူတို့လမ်းထဲကိုဖြတ်သွားမယ်ဆိုတာကိုကြားတဲ့အခါကျတော့ဘာလုပ်လဲမရမကသူ့ကိုသွားတွေ့မယ်ဆိုပြီးတော့မှလူအုပ်ကြီးကြားတဲ့ဝင်ပြီးတော့ဘာလုပ်လဲသွားတွေ့တယ်နော်အော်ဆရာကအဲ့ကလေးမလေးဟာယုံကြည်တာကယေရှုဘုရားတတ်နိုင်တယ်ဆိုတာကိုသူယုံကြည်တယ်သူအနာယောဂါကိုယေရှုဖျားပေးပျောက်ပေးနိုင်တယ်ဆိုတာကိုယုံကြည်ခြင်းတစ်ခုတည်းရှိတာဖြစ်တယ်နော်ဘယ်သူကမှသူ့ကိုလာတွဲခိုးပြီးတော့မှယေရှုဖျားစီပို့တာလည်းမဟုတ်ဘူးသူကိုယ်တိုင်မလုပ်ရလဲယုံရတယ်သူကိုယ်တိုင်ယုံရလို့အကြားထဲမှာယေရှုဖျားနောက်လိုက်တဲ့လူအများကြီးကြားထဲမှာသူကျူးစားပြီးတော့သွားတယ်ဘယ်လိုဖြစ်မလဲသူတော်နာဆွဲတဲ့လူတယောက်လမ်းလျှောက်တာဘယ်လိုဖြစ်မလဲနော်ဟဲ့ရိုင်တိုင်တိုင်လည်းဖြစ်ခြင်းဖြစ်မယ်နော်အားရှိမှလည်းမဟုတ်ဘူးပြင်လူတွေကသူ့ကိုဘယ်သူမှလည်းကိုညီချင်မှမဟုတ်ဘူးယောဂနဲ့ဆိုတော့လူတွေကဘာလုပ်မလဲယွန်ရှာလိုက်မယ်နော်ဆိုပြီးတော့နော်ဒါပေမဲ့အဲ့လမ်းခီးမှာကုမဲ့သူတော်မရှိတဲ့ကြားထဲမှာအဲ့တမီလေသူ့နာမည်မကြီးထားဘူး12နှစ်သွေးသွန်နာဆွဲတဲ့လူပြသွားပြီးတော့မှဘာလုပ်လဲကျူးစားပြီးတော့မှသွားတယ်သွားပြီးလိုက်ဘယ်လောက်ထိလိုက်လဲဆိုရဲအကော်ဝဲကမကြီးထားဘူး1မိုင်လား2မိုင်လား3မိုင်လားမကြီးထားဘူးကျေကြီးအော်ပြီးတော့မှယေရှုဖခင်ရဲ့နောက်ကိုလိုက်တဲ့ချိန်မှာ तू ကမြည်တဲ့နေရာလေးကို तू ကလှမ်းပြီးဘာလုပ်လဲလှမ်းပြီးတူးလိုက်တယ်သခင်ရှုရဲ့အင်ကြီးအဲ့တော့တူးလိုက်လို့ရှိရင် तू ကျမ်းမာမယ်လို့ယုံနေယေရှုဖခင်စီကနေစကားတခွန်းအောင် तू ကမမျောဘဲနဲ့ပါလေအဝိယုံကိုတူးလိုက်မယ်ဆိုရင် तू ကျမ်းမာမယ်အဲ့လောက်ထိ तू ကယုံဘာလို့လဲ तू စီခန်းနဲ့သွားတယ်စေယုံသွားကူတာမပြောင်းနိုင်နောက်ဆုံးသူ့မှာနောက်ဆုံးနေလည်းမရှိတော့ဒီယာကပဲ तू ယေရှုဖျားကပဲပေးပြောင်းနိုင်တယ်ဆိုတာကိုသိတယ်ဆိုဒါမဲ့လည်းပဲဘာဖြစ်သွားလဲယေရှုဖျားအဲ့အဖြစ်ပြက်မဖြစ်ခင်မှာယေရှုဖျားကနမိတ်လက္ခဏာတစ်ခုပြီးတစ်ခုလုပ်ပြီးသွားတယ်နမိတ်လက္ခဏာမဖြစ်နိုင်တဲ့အရာနမိတ်လက္ခဏာတွေတစ်ခုပြီးတစ်ခုလုပ်ပြီးသွားတော့သူ့မှာအဲ့ကလေးမလေးမှာအတိစိတ်ထဲမှာပုံဝင်ကြံလည်းပြောကြတယ်ယေရှုဖျားကလူနာတွေကလည်း
ရှင်စေတယ်မြက်ကန်းတွေကိုလည်းအမြင်ပွင့်စေတယ်ပြီးရင်လူသေးတွေကလည်းရှင်စေနိုင်တဲ့တကူရှိတယ်ရီကိုလည်းစပြုတ်ဝဲပြောင်းစေတယ်ရီပေါ်မှာပဲလမ်းလျှောက်ရီပေါ်မှာလည်းလမ်းလျှောက်နိုင်တယ်စသဖြင့်တည်င်းတွေသူကကြားထားတဲ့အတွက်ကြောင့်သူကတခုဆုံးဖြတ်လိုက်အင်ဂျီရဲ့အစွန်ပိုင်းလေးကိုသူကထိလိုက်မယ်ဆိုရင်သူကလုံးဝကျမ်းပါမယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့သွားတာဖြစ်တယ်အဲ့နဲ့သူကကြိုးစားတယ်နော်ဒါပေမဲ့မထိမချင်းသူဘာမှမဖြစ်ဘူးနော်မထိမချင်းသူ့မှာပြောင်းလဲခြင်းမရှိဘူးသူ့အသက်တာမှာကျမ်းမာခြင်းမရှိသေးဘူးဒါပေမဲ့သူကယုံကြည်ခြင်းအပြည့်နဲ့တရားမှတရားယုံကြည်လိုက်ကဲမရမကလှမ်းပြီးတော့မှကြိုးစားပြီးတော့ထိလိုက်တယ်ထိလိုက်တဲ့ချိန်မှာတဲ့တခင်ရှုဖရာသူ့ကိုယ်ထဲကနေတကိုးထွက်တယ်လို့သူတီးလိုက်တယ်တဲ့နော်လုံကြားကြီးထဲမှာတခင်ရှုပြပါဖြစ်လဲသူ့စီကနေတကိုးထွက်သွားတယ်ဆိုတာကိုတီးလိုက်တယ်အဲ့လူလေးကလေးမလေးကတူးလိုက်တာကိုသူကချက်ချင်းတီးလိုက်တယ်တကိုးထွက်သွားတယ်ဆိုတော့တီးလိုက်တယ်ဒါပေမဲ့ဘယ်သူကလှုပ်လဲဆိုတာ तू မသိဘူးအဲ့မဲ့ယေရှုဘုရားကဘယ်သူကငါရဲ့အင်ဂျီအစွန်းကိုထိလိုက်တာလဲတူးလိုက်တာလဲဆိုပြီးတော့လိုက်မေးတယ်နော်မေးတယ်သူရဲ့နောက်တော်တပိတ်တော်တွေကလည်းလိုက်မေးတဲ့ခါကျတော့နောက်ဆုံးမှာဘယ်သူနဲ့တွေ့လဲဒီကလေးမလေးတွေးတနာဆွဲ12နှစ်ပတ်လုံးတွေးတနာဆွဲတဲ့ကလေးမလေးနဲ့တွေ့တဲ့ခါကျတော့သမီးတူးလိုက်တာပါသမီးက12နှစ်ပတ်လုံးမကြမ်းမာနိုင်လို့နော်ဒုက္ခတွေမှာရှိနေလို့သခင်ရှုဖျားရဲ့တကူကြောင့်ကျမ်းမာမယ်လို့ယုံကြည်ခြင်းနဲ့တူးလိုက်တာဖြစ်တယ်ဆိုပြီးတော့ပြောတာကိုရောကလည်းတဲ့ငါသမီးရဲ့တင်အေးယုံကြည်ခြင်းဒီတင့်အနာကိုငြိမ့်စေပြီနော်ဆိုယေရှုဘုရားကဘာတခုမဲ့ပြောလဲယေရှုဘုရားကသမီးရဲ့ယုံကြည်ခြင်းနော်သမီးရဲ့ယုံကြည်ခြင်းကသမီးရဲ့အနာ12နှစ်ပတ်လုံးမကြမ်းမာနိုင်တဲ့အနာရောဂါအလုံးကိုငြိမ်းစေပြီလို့ပြောတာဖြစ်တယ်ဆိုတော့ယေရှုဘုရားဘာကိုအလေးထားလဲဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုအလေးထားတာဖြစ်တယ်ကျွန်တော်တို့ကြားဘူးနာဝရှိမယ်ယေရှုဖျားဆိုတာဘယ်သူလဲဆိုတော့ကြားဘူးနာဝရှိမယ်ကျမ်းမာသေးတယ်တကူတွေပြနိုင်တယ်ဆိုတော့ကြားဘူးနာဝရှိမယ်ဒါပေမဲ့မယုံတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ခုနသမီးလေးလူယုံတဲ့သူတွေအတွက်ကတကယ်ကောင်းကြီးဖြစ်တယ်သူ့အသက်တာမှာ12နှစ်ပတ်လုံးတိတနာဆိုတဲ့အရာယောဂအားလုံးအဲ့သူ့ထိလိုက်တဲ့အချိန်မှာအကုန်လုံးပြောက်သွားတယ်တကယ်တတ်နိုင်တဲ့ဘုရားပါလားဆိုတော့ယုံကြည်ခြင်းကို confirm ဘာခေါ်လဲ confirm ဘာမှလို့ပါလဲ confirm ဆိုတာအမှန်တကယ်ဖြစ်တဲ့အကြောင်းကိုတတိအထောက်ထားနဲ့သူ့ရဲ့အသက်တာမှာရရှိတယ်ဆိုတာကျွန်တော်တို့တနည်းအားဖြင့်ပါလဲဆိုတော့နှစ်ဆသောယုံကြည်ခြင်းပြောကြည့်ရအောင်နှစ်ဆသောယုံကြည်ခြင်းအရင်တော့သူမကြမ်းမှခင်ဗျားတူမယ်ကျမ်းမာမယ်ဆိုတာယုံကြည်ခြင်းဖြစ်တယ်တကယ်လေတူးပြီးတော့ကျမ်းမာသွားတော့သူ့မှာပူပြီးကြီးထွားတဲ့ယုံကြည်ခြင်းရှိသွားတယ်ယေရှုပြပုံမှာယုံကြည်ခြင်းရှိသွားတယ်ဆိုတော့ဒီနေ့လည်းတူတုတ်လေးပေါ့လေကျွန်တော်တို့မှလည်းပဲအရင်အကြီးကြီးတယ်ဒီမှာလည်းပဲကျွန်တော်တို့ယေရှုဖျားကျွန်တော်တို့ကိုချစ်တယ်ထုပဲတင့်ကိုချစ်တယ်တဲ့သူပေးထားတဲ့ဆုကျေးဇူးကကယ်တင်ခြင်းဖြစ်တယ်တဲ့နော်တောင်ကြောင်ဖြုတ်မှာကယ်တင်ခြင်းဆိုတာကဆုကျေးဇူးဖြစ်တယ်ဟောဆ
ဆိုပြီးတော့ပေးလိုက်တာဖြစ်တယ်ရော့ငါမင်းပေးမယ်မင်းငါ့ကိုတရားပြန်ပေးအဲ့လိုမျိုးမဟုတ်ဘာလဲစုကြည်စုအနေနဲ့ပေးထားတာအဲ့ဒါကဲတင်ချင်းဖြစ်တယ်ပြီးရင်အဲ့ကဲတင်ချက်ဘာလဲဆိုတော့ထာဝရအသက်ငရေကနေလွတ်ပြီးတော့မှထာဝရအသက်နော်ကျွန်တော်တမလွန်အတွက်ကျွန်တော်တို့အရေးကြီးဆုံးအရာဖြစ်တယ်နော်ပြီးရင်မီးစမ်းကြည့်ပါလားခုနသမီးလေးကတော့မီးစမ်းပြီးွားသူကမမီးလို့လည်းမရဘူးလေသူမှမျောလင်းချက်မှမရှိတော့နော်ဒီဖះမကင်ကိုဖះဆိုပြီးတော့ तू ကစမ်းလဲစမ်းပြီးွားအကုန်စမ်းပြီးတော့ဘယ်ဒေါက်တာဟူဒေါက်တာအကုန်လုံးစုံသွားပြီသူကမီးစမ်းပြီးွားပြီမီးစမ်းလဲမီးစမ်းရောသူကတကယ်အသက်တာထဲမှာယေရှုရဲ့ကောင်းမြတ်ခြင်းကိုရရှိတယ်နှစ်ဆသောကောင်းကြီးနဲ့သူယုံကြည်ခြင်းနဲ့အသက်ရှင်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီး chorus မှာဗာပြောလေယေရှုဖျားကျွန်တော်တို့အတွက်လုပ်ပေးတဲ့အရာနော်ယေရှုခရစ်တော်သင်အတွက်အသေးခံအပြစ်အလုံးယူဆောင်နေတဲ့အဲ့ဒါကျွန်တော်တို့ယူလေယုံကြည်မှုဖြစ်တယ်အောက်ဆုံးမှာဗာရေးထားလေယူလေးယုံကြည်ပါနော်ကျွန်တော်တို့ဒီမှာထုတလေရှင်းပြနေလို့လေဒါလောက်မှမဟုတ်ဘူးနော်ဆိုတော့ယေရှုခရစ်တော်သင်အတွက်အသေးခံအပြစ်အလုံးယူဆောင်လို့ရပြီးရင်သူလုပ်တဲ့အရေးကြီးဆုံးအချက်ကဘာလဲတေချင်းမထားမြောက်လို့ရှင်ပြန်တာတဲ့အဲ့ဒါအရေးကြီးဆုံးသခင်ရှုဖျားလုပ်ပေးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ပြောချင်တာကျွန်တော်ကိုးကွယ်တဲ့ယေရှုဖျားကအသက်ရှင်သောဘုရားဖြစ်တယ်တည်ခြင်းမိတ်ဆွမှန်ကိုအောင်မြင်ပြီးတောင်းရများနေမှာရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုဒီတခြင်းလေးထဲမှာရေးထားတာဖြစ်တယ်ဆိုတော့ဒီမှာမိစမ်းဖို့ကကျွန်တော်အခွင့်အရေးပါရှိလေဆိုသူအရှင်ယေရှုကိုစိတ်နှလုံးထဲမှာယူလေးပါလေယူလေးယုံကြည်ပါပြီးရင်ဘာတွေ့လာမလဲထူးခြားမှုတွေ့လာမယ်တဲ့တကယ်ထူးခြားမှုမတွေ့ရင်တော့ကိုမီးစမ်းတဲ့ပုံမှာကိုကတိမှဖြစ်တယ်နော်တကယ်လို့မီးစမ်းပြီးတော့မှထူးခြားယုံပြီးခုနသမီးလေးလိုယုံပြီးွားခုနသမီးလေးကသူ့အနာယောဂကြောင့်ပြောယုံတာနော်သူ့အနာယောဂကိုထက်ကလွတ်မြောက်ခြင်းလို့ယုံတာဒီနေ့ကျွန်တော်မှလည်းလောကလူသားဖြစ်တဲ့အားလျော်စွာအားလုံးထဲမှာကျွန်တော်အားလုံးမှာကျွန်တော်တို့ဒုက္ခကျွန်တော်ဒုက္ခအမျိုးမျိုးရှိမယ်နော်ကျွန်တော်တူချင်မှတူမယ်ရုပ်ခံစားချက်မျိုးမျိုးရှိမယ်လောကကြီးထဲမှာကျွန်တော်တက်ရှင်သွားလာတဲ့အခါမှာထိုနှစ်ချက်တွေအများကြီးကြုံရပုံဝင်ခြင်းအဖြစ်အများကြီးကြုံရမယ်ခုနသမီးလေးလိုပဲသူအသက်တာမှာအယံနှိမ့်ချခြင်းခံရတယ်ဒါပေမဲ့လည်းပဲသူယေရှုနဲ့တွေ့တဲ့ချိန်မှာယူလေးသူယုံကြည်တဲ့ချိန်မှာထူးခြားမှုအသက်တာမှာတွေ့လာတယ်အဲ့ထူးခြားမှုကအနာရောဂါပျောက်ကင်းခြင်းအသက်တာရတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့လောကကြီးမှာခဏနေတဲ့အချိန်မှာလည်းပဲကျွန်တော်ပြဿနာတွေဒီနေ့ဘာဖြစ်မလဲဆိုတာကိုတစ်ချက်လက်တွေးစီခြင်းနဲ့ကျွန်တော်ပြဿနာတွေဒီနေ့ကျွန်တော်အခက်ခဲတွေကဘာဖြစ်မလဲနော်ကျွန်တော်တို့အရန်လူခြင်းနဲ့ပန်းနိုင်ကိုမရောက်နိုင်ဘာတားဆီးနေလဲအဲ့ကြားထဲမှာကျွန်တော်တို့ဘယ်သူကကယ်တင်ပေးနိုင်မလဲဆိုတာနော်ကျွန်တော်အဲ့ဒါကိုကျွန်တော်တို့ယူလေးယုံကြည်ပြီးတော့မှသခင်ရှုဖျားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ကျွန်တော်တို့နေရာပေးဖို့အရေးကြီးတာဖြစ်တယ်ဆိုတာကိုဒီတခြင်းလေးအဖြစ်နဲ့ဒီကျမ်းပိုက်လေးအဖြစ်ကျွန်တော်တိုက်တွန်းခွန်အားပေးတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီချိန်ကဂျေဇုတော်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဂျေဇုတော်ကာလယေရှုဖျားပေးထားတဲ့ဆုဂျေဇုကိုအခမဲ့ရရှိတဲ့ကာလဖြစ်တယ်နော်ပြောကြည့်ပါဦးအခမဲ့ရရှိတဲ့ကာလဖြစ်တယ်ယုံကြည်ဖို့ပဲလူတာဖြစ်တယ်ဒါပေမဲ့ယုံကြည်ခြင်းပေါ်မှာအမျိုးမျိုးရှိမှာပေါ့ဘာကြောင့်ယုံကြည်လဲဘာတွက်လဲဆိုတော့အဲ့ဒါပေါ်မှာကျွန်တော်တို့မီးစမ်းဖို့ဘယ်လိုမီးစမ်းလဲကျွန်တော်ဘယ်လိုမီးစမ်းလို့ရမလဲယေရှုဖျားကိုခေါ်ကြည့်ပါနော်ယူလေးယေရှုဖျားကိုခေါ်ကြည့်ပါဆုတောင်းကြည့်ပါယေရှုဖျားတင်းရဲ့အခက်ခဲတွေပူပင်တောကတွေအခက်ခဲတွေအားလုံးကြားရကဲတင်ပေးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုတာကိုယူလေးမီးစမ်းပြီးတော့မှယုံကြည်ဖို့ဒီနေ့တိုက်တွန်းခွန်အားပေးတာဖြစ်တယ်ကျမ်းစာသူရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ